စာပလင်းစီရနင်း skin walker များအပိုင်း3စေးတိုက်ထဲကအရေးအမောင်တူထဲကတကူတော်စုံစမ်းမှုဖုံကြီးကျောင်းဆောင်ကြီးထဲမှာရွာတော်ဒီဟာတယောက်ကိုတယောက်တန်တရားမျက်လုံးလေးနဲ့ကြည့်ရင်တိတ်ဆိတ်နေကြပါတယ်စာပလင်းစီရကတော့လူအုပ်ထဲကနေအသားရထွက်လာခဲ့ပါတယ်အပြင်မှာတော့မိုးဆက်တွေကမြေကြီးပေါ်ကိုဆက်တိုက်ရိုက်ခတ်နေပြီးလေပြင်းတွေကတစ်ကိုင်းတွေကိုရမ်းခါနေပါတယ်ဇေယကသူ့ရဲ့ transcoat အင်ကြီးကော်လာကိုထောင်လိုက်ပြီး Fedora ဥထုပ်ကိုငိုက်ဆောင်ကအမောင်ထဲကိုတိုးဝင်သွားပါတယ်။သူလိုက်ရှာနေတာကတွေးဆက်တွေမဟုတ်ပါဘူး။မင်းညကတားရဲကြီးကုံထွက်ပြေးသွားတဲ့လမ်းကြောင်းတစ်ချောင်းလေထဲမှာကြံရစ်ခဲ့တဲ့ထူးဆန်းတဲ့အနံ့တစ်ခုကိုပါ။ဒါတိဥတဖို့အနံ့မဟုတ်ဘူး။ဒါကအသားပုတ်တာကိုတားဆီးတဲ့ရှေးဟောင်းဆေးရည်နတ်မယ်။ဇေယကနှာခေါင်းကိုရှုံလိုက်ရင်းရေရွက်လိုက်ပါတယ်။ခြေရတွေကရွာပြင်းကိုဥတီမသွားပဲရွာရဲ့တစ်ဖက်ဆုံးကဆေးရဆန်ရဲ့အင်္ဂလိပ်စီကိုကြွေဝင်သွားတာကိုသူတတိပြမိလိုက်ပါတယ်။လျှော်ရွက်စွာချောင်းကြည့်ခြင်းနဲ့ထိတ်လန့်ဖွယ်မြင်ကွင်းဇေယဟာဆရာဆန်ရဲ့အရှိတကားကနေပေါ်တင်မဝင်ပဲအိမ်နောက်ဖဲကဟောင်းနှွဲနေတဲ့တစ်သားပရင်းပေါက်စီကိုကြောင်တကောင်လုံးခြေတန်းဖောက်ဖော်နှင်ပြီးကတ်သွားပါတယ်။ပရင်းပေါက်မှန်သားကတဆင်အထဲကိုချောင်းကြည့်လိုက်တဲ့အခါစီမီခွက်တစ်ခုတည်းရဲ့ဝေဝါးလက်အလင်းရောင်အောက်မှာဆရာဆန်ကိုတွေ့လာရပါတယ်။ဆရာဆန်ဟာပုံမှန်ဆေးထောင်းနေတာမဟုတ်ပါဘူး။သူဟာစပွဲပေါ်မှာခင်းထားတဲ့ထူးဆန်းတဲ့အသားဆိုင်တွေကိုအနက်ချီသုံးပြီးအသေးအချာချုပ်လုပ်နေတာပါ။ဇေရော့ရဲ့မျက်လုံးတွေပြာသွားပါတယ်။အဲ့ဒီအသားဆိုင်တွေကလူအရေပြားတွေနဲ့အရန်တူနေလို့ပါတယ်။ဆရာဆန်ကအဲ့ဒီအရေပြားတွေကိုဆေးရည်ကမျိုးနဲ့ပွက်တိုက်ပေးပြီးပါဇက်သေးကလည်းတိုးတိုးလေးကာထားမန်တန်းတွေရွတ်ဖတ်နေပါတယ်။အဲ့ဒီအချိန်မှာဆရာဆန်ကအသားဆိုင်တစ်ခုကိုမလိုက်တဲ့အခါအဲ့ဒါကပျောက်ဆုံးနေတဲ့မောင်အေးရဲ့လက်ဖြံကမဲ့လီအတိုင်းပါနေတာကိုဇေယအန်အိုးတုံလို့စွာမြင်လိုက်ရပါတော့တယ်။ညံစမ်းပဟီလီနဲ့မပြသားတော့တန်တရာရုတ်တရက်ဆရာဆန်ကအလုံးလုံးနေရကနေရက်လိုက်ပြီးပဒင်းပေါက်ဖက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ပါတယ်။ဇေယကတွက်လက်စွာပဲနေရအရင်ထဲမှာခန္ဓာကိုယ်ကိုဖျောက်လိုက်ရပါတယ်။ဆရာဆန်ရဲ့မျက်နှာကဖြူဖက်ရွယ်လောဖြစ်နေပြီးသူ့ရဲ့မျက်လုံးအိမ်တွေကချောင်းကျနေပါတယ်။သူကတစုံတစ်ခုကိုကြောက်လန့်နေတဲ့ပုံစံမျိုးပါ။ဘာလို့လဲဆရာဆန်းရဲ့အတန်းကတုံရည်နေပါတယ်။သူလုံးလက်ဆက်အသားဆိုင်တွေကိုအဝိတ်အုပ်ပြီးဘီရိုထဲကိုအမြန်ဝှေ့လိုက်ပါတယ်။ဇေယကအမှန်ထဲကနေဆရာဆန်းရဲ့အမူအရာကိုဆက်ကြည့်နေပါတယ်။ဆရာဆန်းဟာတယံကန်ဖြစ်နိုင်တယ်လို့တစုံတစ်ယောက်ရဲ့ချိန်နှောက်မှုကိုခံနေတဲ့ဓာတ်စာလည်းဖြစ်နိုင်ပါတယ်။သူကအရေးခွင်တွေကိုပြန်ပြောဖာလို့လုပ်ပြင်းနေတာလေ။ skin walker တွေအတွက်လူရောင်ဆောင်ဖို့သူကကူညီနေတာလားဇေယရဲ့ခေါင်းထဲမှာမေးခွန်းတွေအများကြီးထွက်ပေါ်လာပါတယ်နောက်ထပ်ပြတန်းဇေယကအိမ်ထဲကိုဝင်မဖမ်းသေးပါဘူးတိတ်တိတ်စွာပြန်ဆုတ်လာခဲ့ပါတယ်အဖေကမပြသားသေးပါဘူးသူကသူ့ရဲ့မှတ်တမ်းစာအုပ်ထဲမှာဆရာဆန်ရဲ့နာမည်ကိုရေးလိုက်ပြီးဘေးမှာမေးခွန်းသင်္ကေတတခုထည့်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတောဆက်ဖက်ကနေမိန်းကလေးကရဲ့တချင်းဆိုတာမျိုးလိုငိုတာမျိုးလိုအတန်းကိုလေထဲမှာကြားလိုက်ရပါတယ်ဇေယကလက်ရောင်းအောင်မှာနောက်ထပ်တန်တရားရှိသောမန်နင်းစီရဲ့အိမ်ရှိတဲ့တောဆက်ဖက်ကိုမြန်မောင်းကျုပ်ပြီးစူးစူးဝါဝါကြည့်လိုက်ပါတော့တယ်။ကန်ဂူလာရဲ့လှရခက်ကဆရာစန်ထက်ပိုပြီးနှက်ဆင်းနေပုံရပါတယ်။